Hello အားလုံးပဲမင်္ဂလာပါ etc ကြီး channel ကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာပြောပြပေးမယ့်အကြောင်းအရာကတော့ဒီ American Revolutionary War အကြောင်းပဲဖြစ်ပါတယ်ဒီ American Revolutionary War အကြောင်းကိုမပြောခင်မှာ Declaration of Independence လို့ခေါ်တဲ့လွတ်လပ်ရေးကြေညာစာတမ်းရဲ့အကြောင်းကိုနည်းနည်းလေးပြောပြပေးဖို့လိုတယ်ပေါ့နော်ဒီ Declaration of Independence ဆိုတာကအကြမ်းဖျင်းပြောရရင်ဒီ American မှာရှိတဲ့ America တိုက်မှာရှိတဲ့ colonial 73ခု 13 colonial တွေကဒီ British Empire ရဲ့လက်အောက်ကနေခွဲထွက်တယ်လို့ကြေညာတဲ့စာတမ်းပေါ့နော်အဲ့တော့ Declaration of Independence လို့ခေါ်တာဒီ Revolutionary War တွေစစ်ပွဲတွေဖြစ်တာကြတော့ Declaration of Independence လက်မှတ်ရေးထိုးပြီးကြတဲ့အချိန်မှာဖြစ်ပျက်ခဲ့တာပေါ့နော်ဒီ Declaration of Independence ရေးပြီးတဲ့အချိန်မှာ American တွေက colonial မှာရှိတဲ့ American တွေကအားလုံးသဘောထားတိုက်တူညီပြီးတော့တိုက်ဆိုင်ကြတာမဟုတ်သေးဘူး။ဘာလို့လဲဆိုတော့20ရာခိုင်နှုန်းလောက်ရှိတဲ့ American တွေကသူတို့က British Empire ရဲ့ဩဇာအာဏာဒီစီမင်းစည်းကမ်းတွေကိုပဲဆက်လက်ပြီးတော့ထောက်ခံနေခြင်းကြရတယ်ပေါ့နော်။အဲ့တော့ပြောချင်တာက100ရာခိုင်နှုန်းသောcolonial မှာရှိတဲ့ American တွေကစိတ်သဘောထားတိုက်ဆိုင်ကြတာမဟုတ်ဘူးလို့ပြောချင်တာ။ဆိုတော့အဲ့ဒီ American လူနည်းစုဒီ British Empire ရဲ့အုပ်ချုပ်မှုကိုပဲလိုလားတဲ့ American လူနည်းစုကို loyalist လို့ခေါ်တယ်။အဲ့လိုအကြမ်းမြင့်မှတ်ထားလို့ရတာဒီနေရာမှာ loyalist ဆိုတာဘာလဲဘယ်လိုလဲလို့မေးလာခဲ့ရင်British Empire ကိုထောက်ခံတဲ့ American လူနည်းစုကို loyalist လို့ခေါ်တယ်ပေါ့နော်။အဲ့ဒီခေတ်ကာလမှာတော့ဘာလို့လဲဆိုတော့အဲ့ဒီ loyalist တွေကဒီ Great Britain Empire ရဲ့ King George III George ဘုရင်30မြောက်ရဲ့ဩဇာအာဏာကိုဆက်လက်ထောက်ခံနေကြတဲ့သူတွေကိုခေါ်ရပေါ့နော်အဲ့ဒီခေတ်ကာလမှာအကြမ်းမြင်အဲ့လိုခေါ်တယ် loyalist လို့ခေါ်တယ်ဒီ Revolutionary War တွေဆိုတာကကြတော့ဒီဘက်က America တိုက်ပေါ်မှာဖြစ်ပျက်ခဲ့တာRevolutionary War ဆိုတာ American တွေကတစ်ဖက်ဒီဘက်ဒီ Britain Empire ရဲ့ British စစ်သားတွေကတစ်ဖက်တစ်ချက်စီဖြစ်ခဲ့ကြတာပေါ့နော်ဒါပေမဲ့စစ်ပွဲတွေဖြစ်ပွားတဲ့နေရာက America တိုက်ရဲ့ American colony ရဲ့နယ်မြေတွေပေါ်မှာပဲဖြစ်ပွားခဲ့တာပေါ့နော်ဒီ Revolutionary War တွေကနှစ်တွေအများကြီးဆင်နွှဲခဲ့တယ်10နှစ်နီးပါး9နှစ်နီးပါးနှစ်တွေအကြာကြီးဆင်နွှဲခဲ့တယ်ပေါ့နော် American ကတစ်ဖက် Britain တွေကတစ်ဖက်နှစ်ဖက်တစ်ချက်စီစစ်ပွဲတွေအထက်လီနှစ်တွေအများကြီးပဲဖြစ်ခဲ့တယ်ပေါ့နော်ပထမဆုံးက colonial နယ်မြေတွေက New York Pennsylvania ကနေနောက်ပိုင်းတောင်ပိုင်း colonial တွေ Southern colonial လို့ခေါ်တဲ့တောင်ပိုင်း colonial တွေအထိပါစစ်ပွဲတွေကတစားနဲ့တစားတနေရာနေတနေရာများပြီးတော့စစ်ပွဲတွေအများကြီးဖြစ်ခဲ့တာပေါ့နော်ဒီAmerican တွေရဲ့တပ်သားဘက်ကိုစုစည်းတဲ့အင်အားစု American စစ်အင်အားစုကိုဥဆောင်တဲ့သူကကျတော့ဘယ်သူလဲဆိုတော့ George Washington ဖြစ်တယ်သူက George Washington က American စစ်သားတွေဥဆောင်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာစစ်ပွဲတွေဖြစ်နေတဲ့အချိန်မှာပထမဆုံးအစောကနဦးပိုင်းကာလတွေမှာ George Washington ဥဆောင်တဲ့ American စစ်သားတွေကစစ်အားနည်းတယ်ပေါ့နော်ဒီBritish စစ်သားတွေရဲ့စစ်အားစုတွေနဲ့စာရင်ဒီ American တွေကအင်အားနည်းခဲ့တယ်ဒါပေမဲ့တစ်ဖက်မှာရှိတာကျတော့ဒီ American စစ်သားတွေကဒီစစ်ပွဲဖြစ်နေတာသူတို့ရဲ့ colony နယ်မြေတွေပေါ်မှာဖြစ်တဲ့အတွက်သူတို့ကပထဝီရေကန်မြေကန်အနေထားတွေနဲ့ရင်းနှီးချုံးဝင်မှုရှိတယ်ဆိုတော့လေသဘောကအဲ့ဒါကိုအသာစီးရယူပြီးတော့ British စစ်သားတွေကိုတိုက်ခိုက်တာပေါ့နော်အင်အားနဲ့သဘောကဘယ်နေရာမှာဘာရှိရဘယ်တောင်ကုန်းကနေဘလို့တိုက်လိုက်ရင်သူတို့အင်အားနဲ့အောင်ချုံဖို့တိုက်ခိုက်လို့ရတယ်ဆိုတဲ့သဘောမျိုးဒီပထဝီရေပြင်မြေပြင်အနေထားနဲ့ရင်းနှီးကျွမ်းမှုရှိတဲ့အတွက်အဲ့ဒါကိုကောင်းကောင်းသုံးချနိုင်တဲ့အတွက် British စစ်သားတွေကနောက်ပိုင်းမှာအင်အားလျှော့ပြီးတော့လျှော့နေလာတယ်ပေါ့နော်ဒါအပြင်နောက်ထပ်ရှိတာကဒီဘက်ဟိုဘက်အင်္ဂလန်ကနေဒီဘက်အမေရိကတိုက်ကိုစစ်သားတွေပို့တဲ့နေရာမှာနှောင့်နှေးကြန့်ကြာမှုတွေရှိတယ်ဒီဘက်သူတို့စစ်သားတွေ British စစ်သားတွေကိုထောက်ပံ့ပံ့ပိုးတဲ့နေရာမှာငွေကြေးအင်အားလက်နက်အင်အားဒီလို support ပေးတဲ့နေရာမှာဟိုဘက်အင်္ဂလန်ကနေလှမ်းပြီးတော့စီမံပြီးပေးပို့ရတာဖြစ်တဲ့အတွက်ကြန့်ကြာမှုတွေလို့အထင်ငေါ်ရရှိရပေါ့နော်အဲ့ဒီအကြောင်းတွေအကြောင်းပဲ British စစ်အားစုကအင်အားနည်းလာတယ်နောက်ပိုင်းမှာ1988ခုနှစ်မှာ American ဘက်မှာပြင်သစ်ကထပ်ပြီးတော့ပါလာတဲ့အတွက်ပြင်သစ်ဘက်ကနေ American တွေကငွေကြေးအင်အား
လက်နက်ခဲယမ်းအင်အားနဲ့ naval support လို့ခေါ်တဲ့ရေကြောင်းအင်အားကိုပါအကူအညီထပ်ရတဲ့အတွက်အမေရိကန်ပို့ပြီးတော့တစားစားအင်အားကောင်းလာပြီးတော့ဒီဗြိတိရှစစ်သားတွေကအရေးနှိမ့်နေလာခဲ့တယ်ပေါ့နော်နောက်ပိုင်းလုံတဲ့1981ခုနှစ်အရောက်မှာဒီ Yorktown Colonial ဘက်ကစစ်ပွဲတွေမှာဗြိတိရှစစ်သားတွေကဒီအမေရိကန်ဘက်ကိုလက်နက်ချအရှုံးပေးခဲ့လိုက်တယ်ပေါ့နော်အဲ့ဒါပြီးတော့အဲ့ဒီနောက်ပိုင်း1983ခုနှစ်မှာဒီ Revolutionary War စစ်ပွဲတွေအပြီးမှာ Treaty of Paris လို့ခေါ်တဲ့သဘောတူညီမှုကိုရေးထိုးခဲ့ကြတယ်ဒီအလွယ်တကူပြောရရင်အချင်းချင်းပြောရရင် Treaty of Paris ဆိုတာက United States လွတ်မြောက်ရေးစာချုပ်လိုမျိုးသဘောမျိုးပေါ့နော်ဒီအဲ့ဒါက colony 73ခု13 colonies ကိုအတိအမှတ်ပြုတယ်ဆိုတဲ့အကြောင်းစာချုပ် Treaty of Paris ဆိုတဲ့သဘောမျိုးရေးထိုးခဲ့တာပေါ့နော်နောက်ပိုင်းမှာ Treaty of Paris ကနေအခြေခံပြီးတော့ဒီ colonial 73ခုကိုသူတို့ရေးစုစည်းပြီးတော့ United States လို့ခေါ်တဲ့ American ပြည်ထောင်စုကိုတည်ထောင်နိုင်ခဲ့တဲ့အထိဒီလိုသူတို့ရဲ့စုစည်းအင်အားစုစည်းမှုအရန်ကောင်းခဲ့တယ်ပေါ့နော်ဒါပါပဲအခုပြောခဲ့တာကတော့ American Revolutionary War အကြောင်းဖြစ်ပါတယ်နောက်ပိုင်းဗီဒီယိုတွေမှာလည်း GED Social Study တွေကအကြောင်းအရာတွေကိုဆက်လက်ပြီးတင်သွားအောင်ပါပဲဖြစ်လို့ subscribe လုပ်ပေးခဲ့ကြပါအောင်ခင်ဗျာ